Storm.shop ကိုအမြဲတမ်းအမှတ်မှားတဲ့အရာတစ်ခုရှိပါတယ်အမြဲတမ်းပဲပေါ့နော် Storm.shop ကို PWS ပေါ့နော်အယောင် software လို့ထင်ပါတယ်အဲ့ဒါလုံးဝမဟုတ်ပါဘူး Storm.shop က inventory software ပစ္စည်းစည်းရင်းစီမံခန့်ခွဲပြီးတဲ့ software ပါငွေစင်းပစ္စည်းစင်းအဲ့မှာအယောင်ဝယ်ပစ္စည်းအယောင်ဝယ်စင်းတွေအကုန်လုံးပါတာပေါ့နော်အကျွေးစင်းတွေပေါ့ဆိုတော့ဒါကပစ္စည်းစင်း software ပါလက်လိလက်ကအယောင်ပါပြီးသား software ပါဆိုတော့ဒါကအယောင် software PWS တခုလည်းမဟုတ်ပါဘူးဒါကိုကျွန်တော်ရှင်းပြောချင်တာပါအဲ့တော့ Storm.shop ကလက်လိလက်ကားလုပ်ငန်းတွေအတွက်အယောင်အဝယ်ပစ္စည်းစင်းငွေစင်းဒါတွေအကုန်လုံးကိုတနေရာထဲမှာအပီးစီစဉ်ပေးတဲ့အလိုလျောက်တွက်ပြီးရ software ဖြစ်ပါတယ်ပြီးရင်ဒါက web app အမျိုးအစားဖြစ်ပါတယ် Android iOS tablet computer အကုန်လုံးနဲ့သုံးလို့ရတယ်ပြင် printer မရွေးဘူးပြင် device ကအမှအကောင့်တစ်ကောင့်ရှိယုံတယ်ကိုကကြိုက်တဲ့ device အကန့်အသတ်မလုပ်ထားဘူးကြိုက်တယ်လို့သုံးလို့ရတယ်အကောင်းဆုံးအပိုင်းကတော့ကျွန်တော်တို့ကအခုကောင်းဖွင့်အခုသုံးလို့ရတယ် free သုံးလို့ရတယ်အချိန်ကန့်သတ်မရှိဘူး so ဒါလေးတွေကိုတစ်ချက်ကျွန်တော်ပြပြချင်တာဖြစ်ပါတယ်အဲ့ဒါ Storm.shop လို့ခေါ်ပါတယ်